စုကိုဗစ်လိုင်းမှာဘန်ကောက်ရဲ့ထောက်ထောင်းအီကမိုင်းနာဖရခနို area မှာရှိတဲ့ဘတ်3 တန်းလောက်နဲ့ရတဲ့ကွန်ဒိုကိုကဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကွန်ဒိုလေးက ready to move in ကွန်ဒိုအမျိုးအစားဖြစ်ပြီးတော့ထိုင်းနိုင်ငံရဲ့ top 3 developer တစ်ခုဖြစ်တဲ့ AP developer ကအခုမှအသစ်ချက်ဆောက်လုပ်ပြီးထားတဲ့ကွန်ဒိုနော် area မှာဈေးအသက်သာဆုံးကွန်ဒိုတွေကတစ်ခုဖြစ်ပြီးတော့ facility တွေကလည်းလုံးဝရော့နေတဲ့ကွန်ဒိုမဟုတ်ပါဘူး။သူ့မှာဆိုလို့ရှိရင်ဒီ lobby ဆိုလို့ရှိရင်လည်း colorful ဖြစ်တဲ့ lobby ပါဝင်ပြီးတော့ meeting room တွေပါတယ် swimming pool ပါတယ် gym ပါတယ်ပြီးတော့ရင် rooftop ကားတဲ့အမိုက်စားလည်းပါဝင်တာဖြစ်ပါတယ်။သူက38ထပ်ထိမြင့်တဲ့ကွန်ဒိုတစ်ခုဖြစ်တဲ့အတွက်လုံးဝ view ကတော့ပတ်လေ360 degree က view အမိုက်စားတွေကိုလမ်းမြင်ရမှာဖြစ်ပါတယ်။ကကြိုက်တဲ့အချက်ကဒီကွန်ဒိုထဲမှာနေတဲ့သူတွေကလုံးဝဒီမြို့ပြမွန်းကျမှုတွေရဲ့အဝေးမှာပေါ့နော်ဒီ rooftop တက်လိုက်တာနဲ့လုံးဝလေကောင်းလေတန်းရှူပြီးတော့လမ်းအဝါလျှောက်လို့ရတဲ့ jogging track ပါဝင်တာပဲဖြစ်ပါတယ်။ဒီနေရာလေးကဒီကွန်ဒိုရဲ့နာမည်ကတော့ Aspire Sukhofit Rama 4ဖြစ်ပြီးတော့သူကဒီပေါ့နော် Rama 4လမ်းမကြီးမှာတည်ရှိပြီးတော့ Sukhofit area မှာရှိတာဖြစ်ပါတယ်ပြီးတော့သူကဒီဂျပန်ဒီအများဆုံးနေထိုင်တဲ့ဒီ3လော် Ikemoin နဲ့လည်းတမတ်တိုင်ပဲဝေးတဲ့အတွက်အလွယ်တကူသွားလို့ရမှာဖြစ်ပါတယ်ဒါအပြင် Rama 4လမ်းမဘက်မှာရှိတဲ့အတွက်ဒီ business district ဖြစ်တဲ့ဒီအစုံပြီးသွားရင်73ဘက်ကိုလည်းအလွယ်တကူဒီ Rama 4လမ်းမကြီးကနေသွားလို့ရရပေါ့နော်ပြီးသွားရင်လည်းဒီနားမှာ highway လမ်းတွေရှိရဲ့အတွက်လက်မှတ်ဆက်သွယ်ရေးရတော့လုံးဝလွယ်ကူချောပွင့်နေတဲ့နေရာပဲဖြစ်တယ်ပေါ့နော်ပြီးတော့စားတောက်ဆိုင်တွေshopping mall တွေလည်းအများကြီးရှိရဲ့ M40 M40 ပြီးတော့ international school တွေအနေနဲ့ဆိုလို့ရှိရင် St. Andrew International School American International School Berkeley International School တွေအများကြီးရှိရပေါ့နော်ဆေးရုံတွေအနေနဲ့ဆိုလို့ရှိရင် Semi-First Hospital Sukhofit Hospital Ikemoin ဆေးရုံပြီးတော့ Bangkok Hospital တို့ကိုလည်းအလွယ်တကူသွားလို့ရမှာဖြစ်ပါတယ်Bumrungrad Hospital နဲ့လည်း BTS နဲ့ဆိုလို့ရှိရင်9 မှတ်တိုင်လောက်ပဲသွားတာနဲ့ရောက်တယ်ပေါ့နော်ကာကုပြပေးမယ်
အလုံးလုံးတဲ့ table ထားရတယ်ဒီဘက်ချမ်းမှာပဲဒီ living area လေးလောက်ထားရပေါ့နော်သူ့ရဲ့ကောင်းတဲ့အချက်ကဒီမှာဆိုလို့ရှိရင်sitting place လေးလောက်